မင်္ဂလာပါခင်ဗျာလိုက်ဇာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကနထော်စင်ချပါတနိုင်းမှာကျော်သူရဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ကတနိုင်းမြို့ပေါ်တွေစစ်ဆေးရေးအမည်တက်ကပြည်သူထမငွေညစ်တောင်းနေဖကန်ကြောက်ဖြာကျေးရွာနီးတိုက်ပွဲဖြစ်ပွားဝိုင်းမော်လမြိုင်ကျေးရွာနီးတိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေကိုတင်ဆက်သွားပါမယ်တနိုင်းဟူကောင်းဒေသမှာကျော်သူရဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ကတနိုင်းမြို့ပေါ်နဲ့အနီးအနားကျေးရွာတွေမှာစစ်ရေးလှုပ်ရှားတာပြည်သူတွေကိုစစ်ဆေးမြင်းမြန်းတာတွေတင်းကျပ်စွာလှုပ်ဆောင်နေပြီးငွေညစ်တောင်းနေတယ်လို့ဒေသခံများကပြောပါတယ်။၎င်းပြည်သူ့စစ်အဖွဲ့ဟာလက်တလုံးမှာစစ်ရေးလှုပ်ရှားတာတွေပုံမလှုပ်ဆောင်လာပြီးလူတီစုဆောင်ကအသက်ကြီးတွေကိုစစ်တပ်စခန်းတွေမှာတန်ရှယ်လှုပ်ခိုင်းပြီးအသက်ငယ်ရွယ်လူငယ်တွေကိုတော့ပြည်သူ့စစ်အတင်းအဓမ္မအဖွဲ့ထဲဝင်ခိုင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။မွေးစေရုံးသူဝေသူများကိုဖမ်းဆီးစစ်ဆေးတယ်ဆိုတဲ့အမည်တပ်ပြီးပြည်သူတွေကိုအတင်းအကျပ်စစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ကျော်သူရပြည်သူ့စစ်အဖွဲ့ဟာတနိုင်းအိတုခရက်ကွက်ဇီးချောင်ဝင်းမှာတပ်စခန်းချနေထိုင်ပြီးနံပြူချောင်းတရားတနိုင်းချောင်းတရားတနိုင်းဆက်လီဂိတ်တွေမှာဂိတ်ချထားပြီးပတ်စံကောက်တာတွေလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တနိုင်းကျော်သူရပြည်သူ့စစ်အဖွဲ့ဟာမင်းစင်နာပြည်သူ့စစ်အဖွဲ့ထံလွန်ခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကတင်တိုင်းယူကစတင်ဖွဲ့စည်းခဲ့ပြီးစာဖွဲ့ချိန်မှာအင်အား